မင်္ဂလာပါရှင်ခေါင်းဆောင်ဆိုတာအမိတ်ပေးဖို့မဟုတ်ပဲတာဝန်ယူဖို့ဖြစ်တဲ့ဆိုတဲ့စကားအတိုင်းပဲဒီနေ့မှာတော့အနုပညာလောကသားတွေကြားထဲမှာစံနမူနာပြုလုပ်တဲ့လုပ်ရက်တစ်ခုကြောင့်လူပြောများနေတဲ့သပင်ဥက္ခရာဖိုးချစ်အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ယာရုနီယာထက်ကိုကျိုးစွန်မီလုံအားပေးနေတဲ့သူရဲ့အကြောင်းကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ကြရအောင်နော်ဇွန်လ6ရက်နေ့မနက်ပိုင်းကထောက်ကျမြို့နယ်စစ်တင်းကျိုင်းမျက်နှာချင်းဆိုင်မှာရှိတဲ့သပင်အင်အားဝင်းအတွင်းမှာတက်ကြွလှုပ်ရှားမှုတစ်ခုကိုမြင်တွေ့နေခဲ့ရတာပါ။ဒါကတော့သပင်ဥက္ခရာဖိုးရှိကိုယ်တိုင်ဦးစီးပြီးတော့သပင်လောကသားတွေနဲ့အတူစုပေါင်းတန်ရှင်းရေးလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကဥက္ခရာတယောက်အနေနဲ့ညွှန်ကြားရုံသက်သက်မဟုတ်ပဲဖိုးရှိကိုယ်တိုင်ပင်ပန်းခံပြီးအောက်ခြေသိမ်းလှုပ်အားပေးနေတာပါ။ဒီလိုမျိုးတန်ရှင်းလုပ်ငန်းတွေမှာပါဝင်ကူညီအားဖြင့်ပေးကြတဲ့လူသားတွေကိုလည်းဖိုးချစ်ကစတူဒီတာအပြင်မုတ်ဘိုးတွေပါကိုယ်တိုင်ဝင်ငါပေးခဲ့တာကိုတွေ့ရတဲ့အတွက်ပြည်သက်တွေကလေးစားချီးကျူးဂုဏ်နေကြပါတယ်ဖိုးချစ်ရဲ့ဒီလိုရဲ့ဟာခေါင်းဆောင်မှုဆိုတာဘာလဲဆိုတာကိုလက်တွေ့ပြသလိုက်တယ်ဆိုတာပဲများသောအားဖြင့်ယာရုတစ်ခုရရင်စီမံခန့်ခွဲမှုဘက်ကိုပဲအဓိကထားလေးရှိကြပေမဲ့ဖိုးချစ်ကတော့အမြဲတမ်းအောက်ခြေကနေထိတွေ့ဆက်ဆံတာကိုဦးစားပေးတတ်သူပါဒီကိစ္စနဲ့ပတ်သက်ပြီးပြည်သက်တွေကလည်းလူမှုကွန်ရက်ပေါ်မှာအပေါ်စီးကနေမကြည့်ဘဲနဲ့ညီတူညီမျှလှုပ်ဆောင်တာကအရန်လေးစားဖို့ကောင်းတယ်။တပင်းလောကအတွက်တကယ်ကိုအားကိုးရတဲ့ခေါင်းဆောင်ကောင်းပါပဲစတဲ့ထင်မြင်ကြီးမျိုးစုံတွေကိုလည်းပေးနေကြပါတယ်။ဒီလိုလှုပ်ဆောင်ချက်တွေကသပင်လောကသားတွေကြားမှာညီညွတ်မှုကိုပုံမခိုင်မာစေသလိုနောက်မျိုးဆက်တဲ့အမှုပညာရှင်တွေအတွက်လည်းကောင်းမွန်တဲ့အတူယူစရာလက်ဆင့်တစ်ခုဖြစ်ပါတယ်။ယာရုကြီးပေမဲ့စိတ်တက်ကတော့တာမန်လို့သမားတယောက်လိုပဲအေးဆေးပွင့်လင်းနေတာကဖိုးချစ်ကိုချစ်တဲ့ပိတ်သက်တွေကလည်းပုံမချစ်လာရတဲ့အဓိကအကြောင်းရင်းပဲဖြစ်လာပါမယ်။ဒီလိုမျိုးကိုကျိုးစွန်ပြီးလှုပ်ဆောင်နေတဲ့ဖိုးချစ်ရဲ့ဒီလိုရဲ့ပေါ့ပိတ်သက်ကြီးအနေနဲ့ဘယ်လိုမျိုးမြင်မိပါလဲ။သူ့ရဲ့စံနမူနာပြုဝယ်လို့ရအပေါ်အမှတ်ပေးစကားလေးလည်းပြောပြီးတော့ခဲ့ကြပါအောင်နော်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ကျမတို့ channel ကို subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်နောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်